အီရန်ရဲ့ထိပ်တန်းခေါင်းဆောင်တေဆုံးသွားတဲ့အကြောင်းကိုတလုံးတပါတောင်မှမဖော်ပြခဲ့ဘူးလုံးဝကိုမီဒီယာ black out လုပ်ထားတာအဲ့တော့မဲကြရှိတာကဘာကြောင့်များလဲကဘာတနေရာမှာပောက်ကွဲတဲ့နေစူညံနေတဲ့အချင်းအဲ့ဒီအဖြစ်အားလုံးကိုနောက်ွယ်ကနေမျက်တောင်မခတ်တန်းစောင့်ကြည့်နေတဲ့အာဏာရှင်တယောက်ရှိနေပါတယ်အမေရိကန်ကအီရန်ကိုဝင်တိုက်လိုက်တဲ့အခါမြောက်ကိုရီးယားအတွက်ဒါကဘလို့သတင်းစကားဖြစ်သွားမလဲပြီးတော့ပင်ဂျုံဝင်းကတော့ဘလို့ပြန်ပြီးတုံ့ပြန်ခဲ့တယ်လဲအဲ့ဒါကိုဒီနေ့ကျွန်တော်တို့အတူတူကြည့်ထားကြပါမယ်ကဲအစအနေပြန်ကြည့်ရရင်ဖေဖော်ဝါရီလ28ရက်နေ့မှာအရာအလုံးကရွတ်တရက်ကြီးပြောင်းလဲသွားခဲ့တယ်။ American နဲ့ Israel တပ်ဖွဲ့တွေပူးပေါင်းပြီး Operation Epic Fury ဆိုတဲ့စစ်စင်ရေးကြီးကိုအီရန်နိုင်ငံကိုပြစ်မှတ်ထားပြီးအရှိန်အဟုန်နဲ့ဆက်တင်လိုက်တဲ့အချိန်ပါပဲ။ဒီတိုက်ခိုက်မှုကတိတိမွားမွားတော့လုံးဝမဟုတ်ခဲ့ပါဘူး။ဖက်မှတ်ပေါင်း9000ကျော်ကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့တာပါ။အီရန်ရဲ့ရည်တပ်တင်ပေါင်းအစင်90ကျော်ဆိုရင်ပင်လယ်ရေအောက်ထက်ကိုတန်းရောက်သွားခဲ့ပြီးတော့သူတို့ရဲ့စစ်ရေးစွမ်းရည်တွေဟာနိုင်ပိုင်းအတွင်းမှာပဲတိတိတတာကိုပြိုလဲသွားခဲ့ရပါတယ်။ဒါပေမဲ့တကယ်အဓိကပြင်မှတ်ကအဲ့ဒီတင်မောတွေမဟုတ်ခဲ့ပါဘူးသူတို့ရဲ့အဓိကပြင်မှတ်ကလူတယောက်ထဲကိုပါပဲခေါင်းဆောင်ကိုတိုက်ရိုက်ဥတီတိုက်ခိုက်တဲ့ decapitation strike တခုမှာအီရန်ရဲ့ထိုက်တန်းခေါင်းဆောင်အာယာတိုလာအာလီခါမယ်နီတည်ဆုံသွားခဲ့ပါတယ်ဒီသတင်းဟာကမ္ဘာလုံးကိုတုံ့လောင်သွားစေခဲ့တဲ့ဆိုလည်းမမှားပါဘူးအရှိအလဲပိုင်းမှာဒီလိုတွေပြောင်းဆက်နေတဲ့အချိန်မိုင်ပေါင်း4000လောက်ဝေးတဲ့နေရာကနေဒီအဖြစ်အဆဆုံးကိုမြတ်တောင်မွတ်ခတ်တန်းစောင့်ကြည့်နေတဲ့နိုင်ငံတနိုင်ငံရှိနေခဲ့ပါတယ်အဲ့ဒါဘယ်သူများဖြစ်မလဲဟုတ်ပါတယ်မြောက်ကိုရီးယားပါပဲသူတို့ရဲ့ပထမဆုံးတုံ့ပြန်ပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အရေးကြီးတာကသူတို့ဘာလုပ်ခဲ့တယ်လဲဆိုတာထက်သူတို့ရဲ့ကိုယ်ပိုင်ပြည်သူတွေတဲ့ဘာကိုတမင်တကာမလုပ်ပဲထားခဲ့တယ်လဲဆိုတာပါပဲအဲ့ဒီမှာတင်တော်တော်လေးကိုထူးခြားရဲ့အချက်တစ်ခုကိုတွေ့လာရပါတယ်ပြင်ပကဘာကိုတော့ American နဲ့ Israel ရဲ့ကျူးကျော်စစ်ဆိုပြီးအဖျားထန်ရှုတ်ချကြောင်းသတင်းတွေထုတ်တယ်ဒါပေမဲ့သူတို့နိုင်ငံတွင်းမှာတော့အီရန်ရဲ့ထိပ်တန်းခေါင်းဆောင်တေဆုံးသွားတဲ့အကြောင်းကိုတလုံးတပါတောင်မှမဖော်ပြခဲ့ဘူးလုံးဝကိုမီဒီယာ black out လုပ်ထားတာအဲ့တော့မဲကြရှိတာကဘာကြောင့်များလဲအဖြေကတော့ရှင်းပါတယ်ဒါကသူတို့ရဲ့မဟာဗျူဟာပဲလေတခြားနိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တယောက်ကိုအမေရိကန်ကခြေရာခံပြီးတတ်နိုင်တယ်ဆိုတဲ့အချက်ကိုသာပြည်သူတွေကိုတီးခွင့်ပေးလိုက်ရင်ကင်ဂျုံအင်းရဲ့ဘယ်သူမှထိလို့မရတဲ့နက်ပြားတစ်ပါးလို့တိလျှောက်ထားတဲ့ပုံရိပ်ကိုအကြီးအကျယ်ထိခိုက်သွားနိုင်လို့ပါပဲဆိုတော့ပြည်တွင်းမှာတော့အတန်းတိတ်နေခဲ့ပေမဲ့ပြုံရန်ဟာပြင်ပကဘာကိုတော့အရန်ကိုကျေလောင်ပြီးရှင်းလင်းတဲ့သတင်းစကားတစ်ခုကိုပေးပို့ခဲ့ပါတယ်အဲ့ဒါကတော့ပင်လယ်ပြင်ပေါ်ကနေပါပဲအီရန်မှာအဲ့လိုတွေဖြစ်ပြီးတိတ်မကြပါဘူးမလ10ရက်နေ့မှာပဲမြောက်ကိုရီးယားကသူတို့ရဲ့ cruise stone ကြီးအသစ်ကြီးကိုပင်လယ်ထဲကနေစမ်းသပ်ဖိလွှတ်လိုက်တယ်ဒါကတိုက်ဆိုင်မှုတစ်ခုတော့လုံးဝမဟုတ်ပါဘူးအချိန်ကြိုက်တွက်ချက်ပြီးပေးပို့လိုက်တဲ့တကယ်ကိုရှင်းလင်းတဲ့စစ်ရေးသတင်းစကားတစ်ခုပါပဲဒီလိုရဲ့နောက်ွယ်ကမဟာဗျူဟာကတော်တော်လေးအရေးကြီးပါတယ်အဲ့ဒါကို second strike capability လို့ခေါ်ကြတယ်ပြောရရင်ရန်သူကကိုအရင်ဆုံးဝင်တိုက်ပြီးခေါင်းဆောင်ကိုဖြိုချဖို့စ조사ရင်တောင်မှရေအောက်ကရင်ငုံတင်ပေါ်လိုမျိုးနေရာတွေကနေလက်တုံပြန်တိုက်ခိုက်နိုင်စွမ်းရှိနေတုံးပဲဆိုတာကိုပြလိုက်တာပါပဲဒါဟာတကယ်ကိုအရေးပါတဲ့ဟန်တာမိုးတစ်ခုပေါ့ကင်ဂျုံအန်ကိုရန်ကတော့ဒီစံတမ်းမှုဟာသူတို့နိုင်ငံရဲ့နျူကလ িয়ার အင်အားကိုပတ်ပေါင်းစုံကနေစစ်စင်နိုင်တဲ့အဆင့်ကိုပြောင်းလဲလိုက်တာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်ဆိုလိုတာကတော့သူတို့ရဲ့နျူကလ িয়ার အင်အားကိုဘယ်သူမှအလွယ်တကူဝင်ရောက်ဖျက်ဆီးလို့မရအောင်တိစောက်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကြွေးကြော်လိုက်တာပါပဲကဲစီးရဲလောက်ရှောက်မှုတွေအပြင်အီရန်တပ်တွေကမြောက်ကိုရီးယားအတွက်တော်တော်လေးရှုပ်ထွေးတဲ့တန်သမားတွေရဲ့ပို့စာတစ်ခုကိုလည်းဖန်တီးပေးခဲ့ပါပဲအထူးသဖြင့်လူတစ်ယောက်နဲ့ပတ်သက်လာရင်ပေါ့အဲ့ဒါကတော့ဒေါ်နယ်ထရမ့်ပါပဲသူတို့နေရာရဲ့ဆက်ဆံရေးကိုပြန်ကြည့်ရင်အများအားအတက်အကျတွေနဲ့ပြည့်နေတာကိုတွေ့ရမှာပါသမိုင်းဝင်စင်ကာပူထိပ်သီးတွေ့ဆုံပွဲလိုမျိုးတွေရှိခဲ့တယ်လို့ပဲဟန်ဝိုင်းမှာလို့သဘောတူညီချက်မရပဲပြတ်သွားတဲ့ဆွေးနွေးပွဲတွေလည်းရှိခဲ့တာပဲလေဒီအတိတ်သမိုင်းသားပဲနောင်ဖိလာမဲ့အရာတွေအတလားအရေးအယောင်တွေပေးနေပါတယ်ဒါပေမဲ့အန်အောစရာကောင်းလာကကျွမ်းကျင်သူတွေကဒီအကျက်တဲဟာတကယ်တော့အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်တယ်လို့မြင်နေကြတာပါပဲထရမ့်နဲ့တနည်းနဲ့ဆွေးနွေးပွဲတွေပြန်ဆဖို့လမ်းဖွင့်လိုက်တာဟာကင်ဂျုံအန်အတွက်အကျိုးရှိနိုင်တယ်လို့တောင်သုံးသပ်နေကြပါတယ်ကဲဒီတော့အခုထိဖြစ်ခဲ့တဲ့ပိုင်းစားတွေအားလုံးကိုပြန်ပြီးဆက်ကြည့်လိုက်ရအောင်ပြည်တွင်းမှာတော့အတန်တိတ်နေတယ်ပင်လယ်ပြင်မှာတော့ဂျုံကြီးတွေနဲ့အင်အားပြတယ်ပြီးတော့တန်တမန်ကြီးကအရာကလည်းချိန်စားနေတယ်ဒါတွေအားလုံးကိုပေါင်းကြည့်လိုက်တဲ့အခါမြောက်ကိုရီးယားရဲ့မဟာဗျူဟာကတော်တော်လေးကိုရှင်းရှင်းလင်းလင်းပုံပေါ်လာပါတယ်ကဲဒီနေ့မှာအီရန်နဲ့မြောက်ကိုရီးယားရဲ့ကံကြမ္မာဘယ်လောက်တောင်ကွာသွားလဲဆိုတာကိုရှင်းကြည့်လိုက်ရအောင်တစ်ဖက်မှာအီရန်အပြင်းထန်တိုက်ခိုက်ခံရတယ်ထိတန်းခေါင်းဆောင်တွေအဖက်ခံလိုက်ရတယ်ဟောနောက်တစ်ဖက်ကမြောက်ကိုရီးယားကျတော့စီးရဲရာကိုထုတ်ပြပြီးသူ့ခေါင်းဆောင်ကိုဘယ်သူမှထိလို့မရဘူးဆိုတဲ့ပုံစံမျိုးကိုကာကွယ်နေတယ်ဟုတ်ပြီဒီလောက်ကြီးမားတဲ့ခြားနာချက်ကဘယ်ကလာတာလဲအဖြေကတော်တော်ရှင်းပါတယ်အဲ့ဒါကတော့နျူကလ িয়ার လက်နက်ပါပဲဒီတော့နောက်ဆုံးမှကျွန်တော်တို့အလုံးအတွက်မေးခွန်းတစ်ခုပဲကြံခဲ့ပါတော့တယ်ရန်သူခေါင်းဆောင်ကိုတိုက်ရိုက်ဝင်တိုက်လို့မရတော့ဘူးဖြုတ်ချလို့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာဘလို့ရွေးချယ်စရာတွေကများကြံနေသေးတာလဲမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေက27ရာစုရဲ့နိုင်ငံတကာဆက်ဆံရေးစည်းမျဉ်းတွေကိုအပိကြိုင်ပြန်လည်ရေးဆွဲလိုက်ပြီလားဆိုတာပါပဲ